လောကကြီးထဲမှာတဲ့လူတွေကလေကိုယ်သဘောနဲ့ကိုယ်အသက်ရှင်လို့ရတဲ့လူတစားရှိတယ်လူတစားကြတော့တဲ့ကိုယ်သဘောနဲ့ကိုယ်ဘလို့မှအသက်ရှင်လို့လည်းမရဘူးမျောလင်းချက်လည်းမရှိတော့ဘူးအဲ့ဒီလူတွေအတွက်ပေါ့နော်မျောလင်းချက်မရှိတော့ဘူးလို့ဘဝမှာထင်လိုက်ရင်ခမည်းမျက်စိနဲ့မမြင်ဘူးတဲ့နားနဲ့မကြားဘူးတဲ့ဖန်ဆင်းရှင်ဖျားဆိုတော့တစ်ချက်တတိယလိုက်ပါအဲ့တတိယချက်ကအဲ့လူကိုကဲတင်သွားလိမ့်မယ်အဲ့တချင်းရဲ့အဓိကတိုက်ကအဲ့ဒါတချင်းလေးကိုနားထောင်လိုက်တဲ့အခါကောင်းပါပဲစာသားလေးနားထောင်ကောင်းပါအတန်လည်းနားထောင်လည်းကောင်းပါပဲဒါပေမဲ့အဓိကကျွန်တော်ပြောချင်တာကျွန်တော်ရဲ့စာသားတွေကျွန်တော်ရဲ့တချင်းနဲ့အဲ့ဒီတချင်းရဲ့အနောက်မှာရှိတော့ဘုရားသခင်ကထင်တာတဲ့တာရွေးကောင်းတယ်ကိုကနားမလဲနိုင်ပဲမျက်ရည်ကြရင်ကြာသွားမျက်ရည်နောက်မှာဘုရားသခင်ရဲ့ကရုဏာရှိနေတယ်ဆိုတော့နော်ဘုရားသခင်အင်မတန်ကောင်းတယ်ဆိုတာလေးကိုသိစေချင်တယ်တချင်းနဲ့အတန်နဲ့ music တဲ့စီစဉ်များတဲ့ဘုရားသခင်တာရွေးကောင်းတယ်ဆိုတာကိုတအားသိစေချင်တယ်ယုံကြည်သူရောမယုံကြည်သူရောလေလွင်သို့ဝါရဲ့မောင်လန်းတဲ့မှာစံတော်လမ်းပြောင်းနေပြီလားလမ်းမတော်တို့ကိုရစွန့်ပြမထားပါလက်ကန်းကလမ်းပြနေစေနောင်တတရားစိတ်နဲ့ထန်တော်တို့ဝင်ချင်းကပေါ်ခုသာလို့နေကံပေးသည်လေကိုရဖျားရဲ့မြတ်တာတင်တဲ့မှာဆွေမြင်မှာတာတဲ့တွေးစီခဲ့တယ်ကဲပါပဲဖျားရှင်သူတော်ရဲ့သူမဲ့စီလာပြလေယာနဲ့မနိုင်ရနိုင်သူစုစိတ်ထားနဲ့ကိုတော်မြတ်တာယုံကြည်ကစင်နဲ့လည်းကြိုင်တာကိုရှောင်းလာမဲ့ဘဝမှာယုံကြည်ခြင်းလည်းကံကဘုံငါသူတဲ့ရှင်ဘွာလေလွင်သို့ဝါရဲ့မောင်လန်းတဲ့မှာစံတော်လမ်းပြောင်းနေပြီလားလမ်းမတော်တို့ကိုရစွန့်ပြမထားပါလက်ကန်းကလမ်းပြနေစေနောင်တတရားစိတ်နဲ့ထန်တော်